တက်တဲ့ခံပြီးသွားတဲ့ဒေါက်တာမဝင်းဘုရားရှင်ကောင်းချီးပေးပါစေမိလည်းအဲ့ဒီအနေနဲ့ခံချင်ပါတယ်လို့တောက်ကြနေရပါတော့တောက်ကြနေရသမီးနဲ့အေးဖေးနဲ့ပေါ့နော်ထုံမူတာမှာဈေးသွားဝယ်တာသမီးတို့တင်နှလုံးဖို့အတွက်ဈေးသွားဝယ်တော့ခါကြတော့ဒီမိန်းမကြီးကိုကူလိုက်တာမိန်းမကြီးကိုကူတော့သမီးကလည်းဘုရားနဲ့ဒီပဲကြည့်ပြီးတော့ကူတာပေါ့နော်ကြည့်ပြီးတော့ကူတော့ကားနဲ့ရှင်းသွားပြီဆိုင်ကသတိလာတာပေါ့နော်အဲ့သတိလာတော့အញ្ញောင်းဝေးပါသေးတယ်သမီးကူလိုက်တဲ့အချိန်မှာကျတော့ဝေးသေးတယ်ပေါ့နော်အဲ့ဒါကျတော့သမီးကဖြတ်ကူလိုက်တာဖြတ်ကူတော့ဆိုင်ကဟိုလူနှစ်ယောက်ပါတယ်ပေါ့နော်ကြောက်ကြအဝတ်စုံနေနဲ့အဲ့ဒါနဲ့သမီးကူလိုက်တဲ့အချိန်မှာတော့ तू ကလည်းအញ្ញောင်းမောင်းလာတော့သမီးကလည်းပဒိတ်ကိုညှက်လိုက်တာပေါ့နော်ပဒိတ်ကိုညှက်တဲ့အခါမှာအနောက်ကကားကိုသိကြတယ်ဆိုရင်သမီးတော့ပွဲချင်းပြီးပဲတည်ပြီအဲ့ဒါနဲ့သမီးအော်ဖျားစီမောတော့ကျေးဇူးတင်တယ်မျက်လုံးပိတ်ပြီးတော့မှလေသူ့တောင်းတော့ပဒိတ်ကိုညှက်လိုက်တဲ့အခါမှာအဲ့မဲလက်မကပဒိတ်ကရောက်လာတာပေါ့နော်ရောက်လာတဲ့အချိန်မှာကားလာမယ်ဆိုရင်အဲ့မဲလက်မကအကျမ်းမောင်းရတယ်လို့သူများပြောတာပေါ့နော်ကိုလည်းမြင်တယ်လေအဲ့ချိန်မှာကားတော့သိကြလို့သမီးတို့တိုက်ပြီးတော့သမီးပွဲချင်းပြီးတည်ပြီပေါ့နော်ဒီနေ့ဆိုရင်တော့2ရက်လောက်တော့ရလာပြီပေါ့နော်ဖျားတဲ့ပြန်ကောင်းရက်တယ်လို့နောက်ပြီးတော့သမီးရဲ့ရှေ့မှာပဲဘိုးမပေါ့နော်အဲ့အေးတွေကသွားတဲ့ခါမှာကားကြီးပြီးဆွဲလာတဲ့ခါမှာ तू ကအဲ့ကားပြနေသွားတာအဲ့ဒါနဲ့အဲ့ကားကြီးကိုနောက်ကဖြတ်ကျော်တဲ့ခါမှာသူ့ကိုလေတိုက်တော့မယ်ဆဲပဲအနောက်ကနေသမီးကအဲ့ဒီဒီနေ့တော့ပြီးတော့လေဘယ်လိုမှမလုပ်နိုင်တော့ဘူးအဲ့ဒါ तू ကစက်တော့ရက်လိုက်တဲ့ခါမှာဒီလေးနဲ့တွေ့တယ်လို့တွေ့ရပြောတာသူ့တော့ဘာမှမပြောနိုင်အားလည်းမသိနိုင်ရင်တော့တုံသွားတာပေါ့နော်အဲ့ဒါအဲ့ဒီကဆိုလို့ရှိရင်သမီးကသူပြောတာဘုရားသခင်ကမကယ်ဘူးပေါ့နော်ဘုရားသခင်ကအသက်ရှမ်းလာတော့ဆိုမပေးဘူးဆိုရင် तू ကသမီးကို2ရက်ရောက်ပါပြီလို့ဘုရားသခင်ကောင်းပြတဲ့ဆိုတာတက်တဲ့အနေ